အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တရုတ်အရာရှိဟောင်းတယောက်ရဲ့စကားသုံးခုအနေနဲ့ကမ္ဘာစည်းဝတ်တွေဘယ်လိုတုံးလို့သွားပြီးဝါရှင်တန်ကိုပါအကြရိုက်သွားစေခဲ့တယ်လဲဆိုတာကိုအတူတူကြည့်ကြရအောင်ပါဒီစကားသုံးခုပါပဲတရုတ်နိုင်ငံအစင်းသင်ဖြစ်နေပြီအေပီလန်နစင်ကရဲ့နေကဗစ်တာကွန်ရဲ့ဒီစကားတခုဒါကပဲအရာအားလုံးကိုပြောင်းပြန်လှန်ပစ်လိုက်တာပါပြီးတော့အဲ့ဒီချိန်ကိုက်ကတကယ်ကိုအရေးကြီးခဲ့ပါတယ်ဟုတ်ပြီဒါဆိုမဲစရာရှိလာတာဒီစကားလုံးသုံးလုံးတည်းကဘာလို့များအင်ဖီတော့ဘအမြင့်ဆုံး30%ထိဖြစ်သွားစေရတာလဲဒီကြီးညာချက်နောက်ွယ်ကအကြောင်းအရာတွေသူ့ရဲ့တက်ရောက်မှုတွေကိုတစ်ချက်လောက်အထူးထူးကြည့်လိုက်ကြရအောင်ကဲဒီစကားလုံးတွေရဲ့တကယ်အစွမ်းကိုနားလဲဖို့ဆိုရင်တော့ကျွန်တော်အချင်းကိုရက်60လောက်နောက်ကျန်သွားပြီးတော့ဒီအကြက်တဲကြီးဘယ်လိုစခဲ့တယ်လဲဆိုတာကိုပြန်ကြည့်ဖို့လိုပါလိမ့်မယ်ဒီအချင်းစရာကိုတစ်ချက်ကြည့်လိုက်ရအောင်နှစ်လတာမပြည့်တဲ့အချင်းလေးအတွင်းမှာပဲအမေရိကန်ရဲ့စစ်စင်ရေးတစ်ခုကနေဒေတာတွင်ပြိပက္ခအဖြစ်ကိုပောက်ခွဲထွက်သွားတယ်နောက်ဆုံးမှာတော့တရုတ်ရဲ့ဒီကြီးညာချက်အတွက်လန်ခင်ပေးတယ်လို့ဖြစ်သွားခဲ့တာပေါ့အရာအလုံးကတကယ်ကိုမက်ဆီတမိတ်အတွင်းဖြစ်သွားခဲ့တာပါTrump အစိုးရရဲ့မူလအစီအစဉ်ကတော့မြန်နဲ့ပြတ်တာစစ်စင်ရေးတစ်ခုလုပ်ဖို့ပါပဲဒါပေမဲ့လက်တွေ့မှာဖက်လာတာကတော့လုံးဝကိုတခြားစီပဲပฏิပက္ခကတရွေ့ရွေ့နဲ့ရှေးကြလာတယ်အေးရေးပါတဲ့ရေလန်းကြောင်းတွေပိတ်ဆို့ခံလိုက်ရတယ်နောက်ဆုံးကမ္ဘာစီးပွားရေးကပါအကြီးကျယ်ရိုက်ခတ်သွားတော့တာပဲဒီကိန်းကနန်းကိုတစ်ချက်ကြည့်ပါ20ရာခိုင်ဆိုလိုတာကကဘာပေါ်ကရေနန်းစီငါးစီမှာတစ်စီကဟော်မူကြီးလဲကြားကိုဖျက်သွားနေတာပါအဲ့ဒီတော့ဒီလိုအရေးပါတဲ့နေရာကြီးပိတ်သွားပြီဆိုလားနဲ့ကဘာတဝန်းလုံးက73စီဆိုင်တွေကအစအကုန်လုံးသွားပြီးထိခိုက်တော့တာပေါ့ပြီးတော့ဒါကချက်ချင်းမြင်ရတဲ့ဗန္ဒာရေးဘက်ကရက်ခမှုပဲDow Jones Stock စီက 10.3 ရာခိုင်နှုန်းထိုးကျသွားတယ်ဆိုလိုတာကယင်းနှိမ့်မြုပ်နှံသူတွေရဲ့ယုံကြည်မှုပျောက်ဆုံးသွားပြီပင်စင်ရံပုံငွေတွေကနေကိုယ်ပိုင်စုဆောင်းငွေတွေထိအားလုံးကိုထိခိုက်စေတယ်ဆိုတဲ့သဘောပါပဲဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားတဲ့ကိုတရုတ်ကဝင်လာပါတယ်ဒါပေမဲ့သူတို့ကလက်နက်တွေနဲ့ဝင်လာတာမဟုတ်ဘူးလုံးဝကိုကွဲပြားခြားနားတဲ့မဟာဗျူဟာတစ်ခုနဲ့ဝင်လာတာပါဝါရှင်တန်ကအစည်းအဝေးဘက်ကိုအာရုံစိုက်နေတဲ့အချိန်မှာဘေဂျင်ကတော့တန်တမန်ရေးရဘက်ကိုအပြေအဝထိုးစစ်ဆင်ခဲ့တယ်။90နှစ်နာရီအတွင်းမှာပဲနိုင်ငံပေါင်း20ကျော်ကိုဆက်သွယ်ပြီးတော့သူတို့တင်းမာမှုတွေရှော့ချပေးမယ်သူ။အချင်းတွေကိုထိန်းနိုင်တဲ့လူကြီးတယောက်လိုပုံဖော်ခဲ့တာပေါ့။ဒါကတော့ hard power နဲ့ soft power ချာကဂန်ဒမန်ကစားကွက်တစ်ခုလို့ပြောလို့ရတယ်။ဘေတကောင်ရဲ့ဒီစကားကအဓိကအချက်ကိုထိမိပြောသွားတာပဲ။ဒါကရုတ်တရက်တော်လာတဲ့တုံးပြောင်မှုတစ်ခုလုံးဝမဟုတ်ဘူး။ဒါကတရုတ်ကနှစ်ပေါင်း20လုံးတိဆောက်လာခဲ့တဲ့စီးပွားရေးနဲ့တန်တမန်ဆက်ဆံရေးရဲ့အတီးအဖွင့်အထွတ်ထိပ်လို့ပြောရမယ်။သူတို့ကဒီလိုခိုင်ရမျိုးကိုစောင့်နေကြတာပါ။အခုအရေးကြီးဆုံးအချက်ကိုရောက်လာပါပြီ။အစင်းသင်းဖြစ်နေပြီဆိုတဲ့စကားစုရဲ့တကယ်အတေးပဲ။တရုတ်နိုင်ငံရေးစကားမှာဒါကခံမှန်းချက်မဟုတ်ဘူး။ဒါကကြီးညာချက်။ဆိုလိုရင်းကငါတို့ပြင်ဆင်ပြီးသွားပြီ။အကုန်လုံးနေရာကြဖြစ်နေပြီ။ပြီးတော့ငါတို့ဆုံးဖြတ်ချက်လဲချပြီးပြီ။လို့ပြောလိုက်တာနဲ့တူတူပဲ။ဒါကြောင့်မလို့လဲဝါရှင်တန်ကိုအကြီးအကျယ်တွန်းလို့သွားစေခဲ့တာပေါ့ဒီအချိန်တွေကအမေရိကန်သမ္မတကိုတကယ်ကိုမဖြစ်နိုင်တဲ့ရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်စေခဲ့တယ်ခွဲချမ်းစိုက်ဖြာချက်တွေမှာတော့ဒါကိုလေကားနဲ့တက်မလားဒါမှမဟုတ်ပြုတ်ကျမလားဆိုတဲ့အခြေအနေမျိုးနဲ့ပုံပေါ်ထားတယ်ဒီမှာတရုတ်ကကန်လန့်နဲ့လေကားပေါ့သူတို့ကအမေရိကန်ကိုမျက်နှာမပြတ်ပဲဒီပฏิပတ်ခကနေနောက်ပြန်ဆုံနိုင်မဲ့တန်တမိုင်းရထွက်ပုတ်တစ်ခုကိုပေးနေတာပြီးတော့အချင်းကိုက်ကလည်းကွက်တီပဲဘာလို့လဲဆိုတော့ဒီကန်လန့်ချက်ကမေလာမှာကျင်းပနိုင်ချေရှိတဲ့အရေးကြီးဆုံး American ချုပ်ထိပ်သီးအစည်းအဝေးကြီးမတိုင်ခင်မှာထွက်ပေါ်လာလို့ပါပဲပြဿနာကိုပူပြီးရှုပ်ထွေးထွားစေတာကအိမ်ပြူတော်အတွင်းမှာပဲသဘောထားတွေကွဲနေတာပါတစ်ဖက်မှာစစ်လာတဲ့အမလိုင်းသမားတွေရှိတယ်သူတို့ကတရုတ်ရဲ့ကြားဝင်စစ်ဆက်မှုကိုအရှက်ရစေရလို့မြင်တယ်နောက်တစ်ဖက်မှာတော့လက်တွေ့ကျတဲ့စီးပွားရေးသမားတွေသူတို့ကတော့စစ်ဆက်တိုက်နေရင်ကုန်ကြစိတ်တွေအယမ်းများမှာကိုစိုးရိမ်နေကြတယ်ဆိုတော့သမရအတွက်ကတော့ဘယ်ဘက်ကိုရွေးနိုင်ငံရေးအရာအရှုံးနဲ့ရင်ဆိုင်ရမယ့်အခြေအနေဖြစ်နေတာပေါ့အခုဒီကိန်းကနန်းကိုကြည့်လိုက်ပါ91ရာခိုင်နှုန်းဒါကတကယ်ကိုအရေးပါတဲ့ကိန်းကနန်းတစ်ခုပါဒါကိုပြနေလဲဆိုတော့ကမ္ဘာတောင်ချမ်းနိုင်ငံတွေမှာကမ္ဘာအင်အားကြီးနိုင်ငံတွေပေါ်အမြင်တွေဘလို့ပြောင်းလဲလာနေလဲဆိုတော့ကိုပြနေတာပါဒီ91ရာခိုင်နှုန်းကဘာလို့အရေးကြီးတာလဲဆိုတော့ဗစ်တာကွန်ကဝါရှင်တန်တစ်ခုတည်းကိုပဲစကားပြောနေတာမဟုတ်ဘူးဆိုတာကိုပြနေလို့ပဲသူကကမ္ဘာတဝန်းလုံးကိုပြောနေတာအထူးသဖြင့်တရုတ်ကိုတည်ငြိမ်မှုပေးတဲ့အင်အားစုတစ်ခုဖြစ်မြင်လာကြတဲ့နိုင်ငံတွေကိုပေါ်挑နေတာပါကဲဒါဆိုရင်နောက်ဆက်ဖြစ်မလဲခွဲချမ်းစစ်ဖြာမှုတွေရတော့အခြေအနေဘဲဘက်ကိုဦးတည်နေလဲဆိုတာကိုသိနိုင်မဲ့အဓိကအချက်ပြ၄ခုရှိနေပါတယ်စောင့်ကြည့်ရမယ့်အချက်တွေကတော့ဒါတွေပါပဲအင်ဖီရာကအီရန်ရင်းနဲ့ပတ်သက်ပြီး
သူ့ရဲ့လေတံပြောင်းလာမလားမေလာထင်းတီအစည်းအဝေးကိုအတီးဖြို့မှာလားဒါမှမဟုတ်ဖျက်သိမ်းမလားပြီးတော့ဟိုမိုစရဲလာချက်ကနေထလာမဲ့အပတ်စဉ်စီးပွားရေးဒေတာတွေနောက်ဆုံးဗီတာကောင်စီကနောက်ထပ်ထုတ်ပြန်ချက်တွေထလာအောင်မလားပေါ့ဒီအချက်တွေကပဲအဖြေကိုပေးသွားမှာပါ အဆုံးသတ်အနေနဲ့ဒီခွဲချမ်းစိတ်ဖျားချက်တာအားလုံးကိုခြုံငုံမြဲတင်လာချက်တစ်ခုနဲ့နှီးကုန်းချုပ်ထားတာပါလက်ရှိအမေရိကန်နိုင်ငံခြားရေးမူဝါဒကိုယ့်ရဲ့တွာလန်းကိုပဲယုံကြည်လွန်းလို့တင်ဘောကွက်ကဲခန့်ထက်ဟာကိရိယာတွေအားလုံးကိုလစ်လျူရှုထားတဲ့တင်ဘောကပတင်တယောက်နဲ့ခိုင်းနိုင်ထားတာပါ ဒါကပဲဒီအချက်အတည်းရဲ့အနှစ်ချုပ်ပါပဲကိရိယာတွေအားလုံးကအနည်းအောင်နေပြနေပြီအခုမေခွန်းကကပတင်ကလမ်းကြောင်းပြောင်းပါလားဒါကိုဒီကဘာလုံးကစောင့်ကြည့်နေပါတယ်